အန်နာရဟာမျိုးရိုးပေါ်မှာအိပ်ပျော်သွားပြီးပြုတ်ကျလူနီးပါးဖြစ်သွားခဲ့ပါတယ်မိုက်ကသူမကိုချက်ချင်းလှမ်းဖက်လိုက်ပါတယ်အန်နီကတော့အရန်ကိုပင်ပန်းနွမ်းနေနေတာကြောင့်မိုက်ရဲ့ပခုံးပေါ်မှာပဲပြန်ပြီးအိပ်ပျော်သွားခဲ့ပြန်တယ်တကယ်တော့မိုက်ဟာလွန်ခဲ့တဲ့မိနစ်ပိုင်းလောက်ကပဲလမ်းဘေးမှာရှုခင်းပုံတွေရိုက်နေခဲ့တာပါတောက်ပတဲ့အယောင်သွေးရှိတဲ့ကာဝင်ကိုဝတ်ဆင်ထားတဲ့အန်နီစီကိုသူ့အကြည့်တွေရောက်သွားပြီးစိတ်ဝင်စားမိသွားခဲ့တာဖြစ်ပါတယ်ပင်လယ်လေးငင်းကြောင့်အန်နီရဲ့ဆန်ရွယ်တွေလွတ်ပြန်နေတဲ့အချိန်မှာပဲမိုက်ဟာသူမကိုတကူတော့ဆွဲလန်းနှက်သက်သွားခဲ့ရပါတယ်အန်နီဟာမိုက်ရဲ့ပခုံးကိုမိပြီးညနေခင်းအထိအိမ်မောကျနေခဲ့ပါတယ်နောက်ပိုင်းမှာအန်နီဟာခင်မွန်းဟောင်းနဲ့ပိုင်ဆိုင်မှုဆိုင်ရာကိစ္စရပ်တွေကိုဖြေရှင်းနေရပါတယ်။တစ်ချိန်တည်းမှာပဲဟိုတယ်အသစ်တစ်ခုဖွင့်လှစ်ဖို့အတွက်လည်းအလုပ်ရှုပ်နေခဲ့တာပါ။သူမမှာစိတ်ဖိစီးမှုတွေအများကြီးရှိနေပြီးပုံမှန်ဆိုရင်အဲ့လိုတောင်မပြောတတ်ပါဘူး။ဒါပေမဲ့အံ့ဩဖို့ကောင်းတာကမိုက်ရဲ့ပခုံးကသူမကိုအလွန်အမင်းလုံခြုံစိတ်ချရတဲ့ခံစားချက်ကိုပေးစွမ်းနိုင်ခဲ့တာပါပဲ။အန်နီနိုးလာတဲ့အခါသူတို့နှစ်ယောက်ဟာတယောက်နဲ့တယောက်အရန်နီးကပ်နေမှန်သတိပြုမိသွားပါတယ်။သူမကသတိထားပြီးနောက်တလန်းဆုပ်လိုက်ပေမဲ့မကြခင်မှာပဲလှပတဲ့နေဝင်စည်းစာအလှတရားထဲမှာနင်းမျောသွားခဲ့ရပါတယ်။ဒါကအန်နီကိုသူမရဲ့မပျော်ရွှင်ခဲ့ရတဲ့အတိတ်တွေကိုပြန်သတိရစေခဲ့ပါတယ်။သူမဟာရွေးကောက်ပွဲဝင်ခဲ့တဲ့အိမ်အောင်ပြုခဲ့တဲ့ပြီးတော့ကွာရှင်းခဲ့တဲ့သူမရဲ့လူနေမှုဘဝအရှိန်ဟုန်ကညံဆက်လုံးနေခဲ့တာပါ။လူတိုင်းကသူမရဲ့လူမှုစီးပွားအဆင့်တန်းကိုအားကျခဲ့ကြပေမဲ့သူမကိုယ်တိုင်ကတော့တကယ်စစ်မှန်တဲ့ပျော်ရွှင်မှုကိုတခါမှမရခဲ့ဘူးမှသိနေခဲ့ပါတယ်မိုက်ကအန်နီရဲ့ဖက်နှက်ကြောင့်ခြေထောက်တွေပုံမဲ့ပြီးတွေးထွက်နေတာကိုသတိပြုမိသွားပါတယ်။တောင်အောက်ကိုဆင်းဖို့ကလည်းလမ်းဝေးကြီးလျှောက်ရအောင်ပါ။ဒါကြောင့်မိုက်ကတောင်အောက်ကိုခြေပလာနဲ့ပဲလျှောက်ဆင်းကြဖို့အကြံပြုခဲ့ပါတယ်။သူတို့ညဈေးကိုရောက်တဲ့အခါမှာတော့မိုက်ကသူမအတွက်တောင်ပုကတိပါဖက်နှက်တို့ဝေးရအဆင်ပြေမဲ့ညက်ဖက်နှက်တစ်စုံဝယ်ပေးခဲ့ပြီးအတူတူကခုန်ခဲ့ကြပါတယ်။အန်နီဟာမိုက်နဲ့အတူရှိနေတဲ့အချိန်တိုင်းမှာအမြဲတမ်းစိတ်ပန်းပြေပြီးအော်ဟစ်ရင်မောနိုင်ခဲ့ပါတယ်မိုက်ဟာသူ့ရဲ့မိခင်နိုင်ငံကိုပြန်တော့မှဖြစ်တာကြောင့်မထွက်ခွာခင်အန်နီကိုနောက်ဆုံးတစ်ခေါက်လောက်တွေ့ချင်ခဲ့ပါတယ်။ဒါပေမဲ့အန်နီမှာအရေးကြီးတဲ့အလုပ်ကိစ္စတွေရှိနေတာကြောင့်သူ့ကိုလာမတွေ့နိုင်ခဲ့ပါဘူး။မိုက်ဟာအရန်ကိုစိတ်ပြတ်ဝမ်းနည်းသွားပြီးအိမ်ပြန်မဲ့လေရင်စီးဖို့လေစိတ်ကိုထွက်ခွာလာခဲ့ပါတယ်။တိုးတော်လည်းမမျှော်လင့်ပဲအဲ့ဒီလေစိတ်မှာတင်အန်နီနဲ့မျက်နှာချင်းဆိုင်တိုးပါတော့တယ်